နောက်ထပ်10နှစ်အနည်း20မှာတက္ကသိုလ်တက်တဲ့သူနဲ့မတက်တဲ့သူဘာတွေကွာသွားနိုင်လဲအလောက်ကိုင်းနေလားအတွေးခေါ်နေလားတကယ်တော့ဒီနှစ်ခုမှာကျွန်တော်တို့ဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်ပြောလို့မရသလိုအားနည်းချက်အားသာချက်ကိုစီကလည်းရှိပါတယ်ပထမဆုံးကျွန်တော်တို့တက္ကသိုလ်လမ်းကြောင်းကိုကြည့်ကြည့်မယ်ဆိုရင်တက္ကသိုလ်ဆိုတာကကျွန်တော်တို့ကိုပညာရေးတစ်ခုကိုပဲသင်ပေးတဲ့အရာတစ်ခုမဟုတ်ပါဘူး။ network ကောင်းလာအောင် community တစ်ခုရရှိအောင်စနစ်တကျတွေးခေါ်မျှော်မြင်တတ်တဲ့ critical thinking တို့ကိုပေးပါတယ်။ဒီနေရာမှာလည်းကျွန်တော်တို့ကတက္ကသိုလ်သွားတဲ့သူတိုင်းဒီလိုအရာမျိုးကိုရရှိတာတော့မဟုတ်ပါဘူး။တကယ်ကိုယ်တိုင်စူးစမ်းလေ့ကျင့်မှသာကိုယ်တိုင်လေ့ကျင့်သင်ယူမှသာရရှိတာဖြစ်ပါတယ်။ကျွန်တော်ကြားဘူးတဲ့စကားတစ်ခုမှာဆိုရင်တက္ကသိုလ်ကကျွန်တော်တို့စာသင်ပေးတဲ့နေရာမဟုတ်ဘဲနဲ့စာကိုဘယ်လိုလေ့လာသင်ယူရမလဲဆိုတော့သင်ပေးတဲ့နေရာလို့ကျွန်တော်ကြားဘူးတယ်။ကျွန်တော်နေဆန်မတဲလာပြောခဲ့သလိုပဲပညာရေးဆိုတာတော့ကဘာကြီးကိုပြောင်းလဲဖို့အတွက်စာအထက်ဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။တက္ကသိုလ်ကနေပေးတဲ့ communication ကောင်းလာမှု networking ကောင်းလာမှုနဲ့အတွေးခေါ်ပြောင်းလာမှုရင်းချက်လာမှုတွေကတော့ရေရှည်မှာကျွန်တော်တို့ကိုအားသာချက်တစ်ခုဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့တက္ကသိုလ်မတက်တဲ့သူတွေရောဒုက္ခရောက်သွားမှာလား။ခင်နောက်ကြကြံနေမှာလား။အဲ့လိုဆိုလုံးဝမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့တစ်ခုထည့်သွင်းပြီးစဉ်းစားရမှာကဂျပန်လိုဆိုရင်ဂါကူရခိရှာကိုင်လို့ခေါ်တဲ့ပညာရေးတက်မြောက်ထားတဲ့ဆုံးခန်းတိုင်ထားတဲ့လက်မှတ်တစ်ခုသာမရှိဘူးဆိုရင်ကျွန်တော်လူပေါင်းလူပတ်ဝန်းကျင်မှာတိုးရတာနည်းနည်းတော့ခက်ခဲဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီခုတည်းနဲ့လည်းကျွန်တော်တို့ကိုခက်ခဲဖြစ်သွားနိုင်စေတဲ့ကျွန်တော်တို့ကိုကြာဆုံးသွားနိုင်စေတယ်လို့ပြောလို့မရပါဘူး။ဆိုလိုတာကကျွန်တော်တို့တွေကြောင်းသွားမတက်ဖက်နဲ့လေဘဝကနေသင်ခန်းစာတွေအများကြီးသင်ယူလို့ရပါတယ်။ပြီးတော့ကျွန်တော်တို့လူမှုနယ်ပယ်နဲ့လူပတ်ဝန်းကျင်ကိုကြောင်းသွားတက်တဲ့သူတွေထက်လျင်မြန်စွာဆော့ဆော့ဝင်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာအချိန်တွေပိုရနိုင်ပါတယ်။အဲ့ဒီအချိန်တွေအခက်အခဲတွေအတွေ့အကြုံတွေကိုအရင်ပြုပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်မလားဒီຢာတွေမှာကျွန်တော်တို့အတွက်အများကြီးထောက်ကူဖြစ်စေနိုင်ပါတယ်။အဲ့ဒါဆိုရင်နောက်ဆုံးအချုပ်တစ်ခုပြောရမယ်ဆိုရင်ရေရှည်မှာဘာတွေကွာသွားနိုင်လဲဆိုတဲ့မိကုံအရာဆိုရင်တော့ကြောင်းပြီးခဲ့တာမပြီးခဲ့တာထက်အသက်တာသင်ယူလို့စိတ်ရှိလား lifelong learning ရှိလားဆိုတာကပဲကျွန်တော်တို့ကိုခွဲခြားပေးသွားတာဖြစ်ပါတယ်။တက္ကသိုလ်မတက်ပင်မဲ့နေတိုင်းကိုယ့်အတွက်ကိုယ့်ဘဝအတွက်လေ့လာသင်ယူနေတဲ့သူကအရှိကိုရောက်တော့မှာဖြစ်ပါတယ်။ဒါပေမဲ့တစ်ခုရှိတာကတော့ကျွန်တော်ခုနပြောခဲ့သလိုပဲမြန်မာနိုင်ငံဖြစ်ဖြစ်ဂျပန်နိုင်ငံမှာဖြစ်ဖြစ်ကာကူရဲခိရှာကိုင်လို့ခေါ်တဲ့ဘွဲ့ဒီဂရီကိုဦးစားပေးတဲ့စနစ်ကအခုထိအမြင့်တွင်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဥစ္စာကိုလည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်ဒီနေရာမှာလေးလာသင်ယူမှုဆိုတဲ့နေရာမှာကျောင်းစာတစ်ခုတည်းမဟုတ်ပါဘူးတခြားအသိပညာဘုသူတာမရှိဘူးဆိုရင်လည်းအလကားဖြစ်နေမှာပါပဲနာမည်ကြီး motivational speaker တယောက်ဖြစ်တဲ့ Jim Rohn ပြောခဲ့သလိုပဲပုံမှန်ကျောင်းစာကျောင်းပညာကတော့ကျွန်တော်တို့နေထိုင်ဖို့ပဲပေးမှဖြစ်ပြီးတော့ကိုယ်တိုင်လေးလာသင်ယူမှုကကျွန်တော်တို့ရဲ့ကံကြမ္မာကိုဖန်တီးပေးမှဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်